အားလုံးပဲမင်္ဂလာပါရှင်ခုတစ်ခါတင်ဆက်သွားမှာတော့ Prata Pizza ဘယ်လိုကြော်လဲဆိုတာကိုတင်ဆက်သွားပါပါဒီမှာဦးဆုံးအိုးထဲကိုထောပတ်ထည့်ပါမယ်ပုံမှန်အားဖြင့်ကတော့ထောပတ်မထည့်လည်းရပါတယ်သူကနဲ့တူပါတယ်အဲ့ Prata ထဲမှာပါတယ်ထောပတ်နဲ့လည်းမီအေးလေးနဲ့စိတ်ရှည်လက်ရှည်ကြော်ပြီးလည်းရရပါတော့အဲ့လိုမီအေးနဲ့စိတ်ရှည်လက်ရှည်ကြော်ပေးနေရင်လည်းသူကတစ်ဖက်မှာအဲ့လိုလေးဖောင်းလာနိုင်မယ်နည်းနည်းဘေးသားလေးဖောင်းလာမယ်ဘေးသားလေးဖောင်းလာတဲ့အခါကျမှခြုံတက်တဲ့ကက်ကြီးသို့မဟုတ်ဓားလေးနဲ့ဖောက်လိုက်ပေါ့ကွယ်အမှဖောက်ပြီးနှစ်ဟိုတူးလေရရအောင်ရတော့နိုင်မယ်အဲရတော့လိုက်အဲတူးလေရ between တူးလေရထဲမှာအဲကြက်ဥခန်းကြီးဒီကိုစားခြင်းတဲ့အစာပလာတွေဆက်ထားတဲ့ဟာကိုထည့်လိုက်ပြီလားဒီကတော့အထက်မှာပူစီနံပါတယ်ငြုပ်တိပါတယ်တိုမာတိုပါတယ်နန်းနန်းမင်းပါတယ်ကြက်ဥပေါ့နော်အဲ့ဒါတွေပါတယ်ဟာကိုထည့်တယ်ဟိုစိတ်မပုံနဲ့တစ်ခါလေကြာရင်လည်းသူကလို့တစ်ချက်လုံးကြီးလှန်လို့မရအောင်အဲ့လိုဖြည်းဖြည်းချင်းတော့ဟိုဘက်လေးလှန်လိုက်ဒီဘက်လေးလှန်လိုက်ပေါ့နော်လှန်ပြီးတော့အမှထည့်ရတာနည်းနည်းတော့စိတ်ရှည်ရတယ်ဒါပေမဲ့ကိစ္စမရှိဘူးရတယ်ပေါ့အထက်ကကြုတ်လဲကြက်တယ်လို့အပြင်ကပရတာဟာလဲကျွတ်တယ်ပေါ့နော်အဲ့တော့လိုပဲစိတ်ရှည်လက်ရှည်လေးနဲ့ဟိုဘက်လန်ဒီဘက်လန်ဟိုဘက်ဖောက်ဒီဘက်ဖောက်နေလို့အဲ့နောက်တစ်ခုကကျမအမျိုးသားကိုရှာရှည်လေးကသူ့အလေကဖောက်ချင်နေဆိုကဲအဲ့ဆိုလဲဖောက်ကြည့်လိုက်အလေကဖောက်လို့ရမလားပေါ့နော်မရအောင်အဲ့မှာမရနဲ့ကိုကမဘေးကနေဖောက်လိုက်တယ်ဘေးကနေဖောက်တွေ့ရနော်အဲ့လိုလေးသူကတူးလေးရတယ်ဖြစ်သွားလိမ့်မယ်တိလားဖြစ်သွားတဲ့အခါကျရင်ကိုကဖြည်းဖြည်းချင်းအဲ့ထဲမှာရှိတဲ့အစာပလာလေးဖြည်းဖြည်းချင်းထည့်ပြီးတော့ဟိုဘက်ကထည့်လိုက်ဒီဘက်ကထည့်လိုက်နဲ့အေးစေးပဲအဓိကသူကမီးကစားနိုင်ဖို့ပဲမီးနိုင်ရပြီမီးအေးလေးနဲ့ပဲပေါ့နော်ကေဆိုရင်တော့9-6လောက်နဲ့ပဲပြုတ်တယ်ပေါ့နော်အဲ့လိုဆိုတော့ကိုအိုးလည်းအရင်မပူတော့ဘူးပလာတာလည်းအရင်ပူနေတဲ့အစင်မှာမဟုတ်တော့သူကလည်းသူဖြည်းဖြည်းလေးနဲ့ကျက်သွားတာပေါ့နော်အဲ့လိုပဲတစ်ချက်လုံးရုပ်ခွာစရာလည်းမလိုကွာလဲကွာမှလည်းမဟုတ်အဲ့လိုဖြည်းဖြည်းနဲ့ဟိုဘက်ရှေ့ရပြောသလိုဟိုဘက်ကလှည့်လိုက်ဒီဘက်ကလှည့်လိုက်နဲ့လှည့်လိုက်ပေါ့ဟဲ့တိလားအဲ့လိုရင်းနဲ့ကြောင်းသွားလိမ့်မယ်ဘာမှစိတ်မပူနဲ့တိလားအဲ့ဒါအဓိကပဲအဲ့လိုလေဖောက်လိုက်မှတွေ့လာကေဆိုကကြည့်အသေးလေးနဲ့အချွန်အသေးလေးနဲ့ဖောက်ကြည့်လိုက်တယ်ဟဲ့အဲ့လိုလေဖောက်ပြီးတော့အမှလမ်းလိုက်တယ်လမ်းလိုက်တော့အမှရသွားပြီလေရသွားပြီအမှကေသုံးတယ်ဆိုရင်ကြက်ဥနှလုံးအစာပလာလေးနဲ့နော်နှစ်ချက်ရတယ်ပလာတာနှစ်ချက်အတွက်ကြက်ဥနှလုံးထဲပေါ့နော်ကေတို့ကအများအစာပလာစားချင်ပြန်ထဲလိုက်ပြန်ပြီးတော့အစာပလာနဲ့ပြန်တိတ်တယ်သူကဟိုပုံမပြတ်ဘူးသိလားစိတ်မပူနဲ့ပုံမပြတ်ဘူးကျွတ်လဲကျွတ်တယ်ပုံလည်းမပြတ်ဘူးအထက်ကကြက်ဥတို့ဘာလို့လဲအစင်ပြေအဲ့လိုလေးကြောပေါ့ကြောပြီးတော့ခါကျတော့ထောက်ပတ်လည်းအများကြီးထည့်စရာမလိုပါဘူးသူကမီးအေးလေးနဲ့ပဲလောက်တာဆိုတော့လေအဆင်ပြေပြီးတော့အမှနှစ်ခုကလေးဘေးအသားကျွတ်လေးနဲ့ထဲကကိုက်လိုက်ရင်လည်းလို့အီလေးနဲ့ရန်ကိုမှစားကောင်းတာကေကတော့တီးဆုံရွက်တွေနဲ့စားတယ်ကွယ်သိလားတခါလေးလဲကေက orange juice နဲ့တောက်တယ်တခါလေးကျရင်လည်းနွားနို့နဲ့တောက်တယ်အဲ့လိုစားရပေါ့နေ့ကင်းစားရေးဆိုလဲစားတယ်ကေညနေပိုင်းထမင်းပါညာတိတ်မစားချင်ဘူးဆိုလဲအဲ့လိုလေးစားတယ်မနေ့ပိုင်းလည်းအဲ့လိုစားတယ်စိတ်ပိုင်းလည်းစားတယ်အဲ့တော့ပရိသတ်ကြီးလည်းလှူစားကြည့်ကြပါဒီနည်းလေးက Indian street food ကိုအခြေခံပြီးလှူထားတာပါ